ဝန်ဆောင်ဆောင်ဖြစ်ချက်တောင်းစီစဉ်မှာအမျိုးသားပြည်သူမျိုးမော်နမတွေကဒီနေ့မှဆိုရင်ဖုန်းလေးတွေဆက်ပြီးတော့ကျင်းပထားတဲ့စကားတန်တွေကိုချူပေးထားပါရှင်သူတို့ရဲ့စကားတွေကိုလည်းနားဆင်ကြည့်ပါအောင်နော်现在阿龙爷了，连那个东西买的，到这他讲的奥马的，了看在有的在那奥马的了，就买了些。哦，那么多那里阿龙去呀，我们阿龙往那以前那附近嘛，那个人家话是你家做没进来的，打工也得拿等你。你去把苏当水对吧嘞？有冇咁樣食嘢啊？咯，誒見到好似麻痹，又帶我哋問嚟啊麻痹，又實在嘢，咁咪又佢家嘛，又你哋見到幾錢麻痹，就買佢諗住帶出嚟咧，